Window Modifier လေးဆွဲပြပေးတော့မယ်ပေါ့နော်အခြေခံအနေစာမျိုးဝင်တောက်လျှောက် final line out ကိုဝင်ထည့်ထားပေးမယ်ဒါပေမဲ့အမြန်သွားတာဖြစ်တဲ့ဝင်တော့ပုံမှန်ယူနေကြ Modifier လေးကိုဝင်တော့တင်မြင်းမှာပဲစောင်းလိုက်မယ်အခုဝင်စောင်းထားတဲ့အစိမ်းရောင်တိုင်းပေါ့နော်ပြီးရင်မျက်နှာတွေကိုတော့ဝင်က symmetrical line ဖွင့်ပြီးမှနှစ်ဖက်လုံးတစ်ခါလေးဆွဲတာနဲ့နှစ်ဖက်လုံးပြီးအောင်ဝင်ဖွင့်ထားလိုက်တယ် drawing assistant တစ်ခါတော့ဖွင့်ထားလိုက်တယ်ပြီးတော့ရင်ဆိုဘယ်လိုဒီလေးလိုက်ထည့်မယ်နဖူးဆက်လေးတွေအခု hair volume လေးထည့်မယ်ပြီးတော့ဝင်တို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းလေးတွေထည့်မယ်အောက်ပိုင်းကိုလည်းထုံနေလကောင်းမယ်ဝင်တို့ပခုံးတစ်ဖက်ကဥကောင်းတစ်လုံးစာရှိရမယ်နော်ပြီးတော့ဝင်တို့ရဲ့ collar ပုံးလေးဝင်ဒီလိုပုံစံလေးဆွဲလိုက်တယ်ကုတ်ပိုးလေးကိုအခုဝင်ဖြည့်တယ်လို့လေးဖြည့်ပေးပေါ့နော်လက်ဆွဲတဲ့အခါမှာလည်းဝင်တို့စလင်ဒါပုံစံလေးထည့်ပြီးမှဆွဲပေးရင်တော့ဝင်တို့လက်လေးတွေပုံမှန်ကြည့်လို့ကောင်းတယ်တင်သားလေးတွေကိုလည်းဝင်တော့အဖြောင်းဆွဲထားတဲ့ဟာကိုဖောင်းဖောင်းလေးလုပ်ပြီးမှဘေးနားကိုဝင်တော့ပြန်မှဖြည့်ပေးလိုက်မယ်ပေါ့နော်အဲဆိုပိုလာတယ်လက်ကိုတော့ဝင်တော့ပတ်ဆိုင်ကင်ထားတဲ့ပုံစံလေးကိုဝင်အားထည့်ပြီးမှဆွဲလိုက်တာဝင်ဗီဒီယိုဖိုင်ရှင်းမှာဆိုလို့အမြန်တော့တွားထားရယ်နော်အကယ်လို့ကိုကဆွဲရဒါအဆင်မပြေဘူးဆိုရင်ဝင်ပြန်လာမေးကြည့်လို့ရပါတယ်ဝင်လိုတဲ့နေရာလေးတွေဝင်ပြပြပေးပါမယ်အဲ့ပြီးတော့ဒီမှာတော့ဝင်တော့ဒီလိုပုံစံလေးရပြီဒါကဝင်တော့ underwear လေးဆွဲမယ်ဆွဲပြီးတော့ဝင်တော့ခြေမျက်စိကိုဝင်တော့ကက်ကက်လေးဆွဲထားမယ်ပေါ့နော်ဒီနေရာမှာဝင်တော့ကာယာကြီးဆွဲထားလို့မရဘူးအဓိကဒီ post ရဲ့ body figure အချိုးစားမှာဒီခြေမျက်စိကလည်းအရေးပါတယ်ဝင်တို့ခြေမျက်စိတစ်ခုနဲ့တစ်ခုဝေးသွားပြီဆိုရင်ဝင်တို့ရဲ့လိုချင်တဲ့ post မထွက်ဘဲနဲ့တခြား post တွေပြောင်းသွားလိမ့်မယ်ပေါ့နော်အဓိကဒီနေရာမှာလေ main point အနေနဲ့ကဝင်တို့တင်ကိုစောင်းတယ်ပခုံးကိုနည်းနည်းလေးပဲမစောင်းတစ်စောင်းလေးစောင်းထားတယ်ခြေမျက်စိကိုတော့ဝင်တို့ပူးကတ်ထားတယ်ဆိုတော့ post မျိုးနဲ့တွားထားတယ်ခေါင်းကိုစောင်းထားတယ်ဒါပါပဲကျန်တာကတော့ဝင်တို့ standing post နဲ့ဘာမှတော့မကွဲဘူးအဓိကဝင်ဒီနေ့ပြချင်တာကဒီ post ဆွဲတဲ့အခါမှာဘယ်လိုပုံစံလေးဝင်တို့ဆွဲလို့ရလဲ standing post ပုံစံမဟုတ်ဘဲနဲ့တခြားပုံစံလေးတွေဘယ်လိုဆွဲလို့ရလဲဆိုတာဝင်အတိကပြချင်တာဒါ beginner လေးတွေဆိုမှလည်းဝင်တို့ standing post ဆွဲထားပြီးသားတူတွေဆိုရင်ဒါလေးတွေလွယ်လွယ်ကူလိုက်ဆွဲလို့ရမယ်ဒါဆိုတော့ဝင်တို့ပုံလေးတွေပြီးသွားပြီဒီပြန်ရောင်လေးကဝင် underwear ထဲလေးထည့်ထားရှိတဲ့ bra တွေပါညာတွေဆွဲတာဒါတော့ဝင်တော့ line out တပေါ်မျိုးတွားထားတယ်မျက်လုံးတော့ဝင်စောင်းမှကြည့်တာပုံစံမျိုးလေးပဲသုံးထားပါတယ် line out ဆိုတဲ့အခါမှာ window က line တွေတုံနေတဲ့တူလေးတွေဆိုရင် window ဒီ stabilization ကိုအမြင့်ဆုံးတင်တိုင်းမှာဆွဲလို့ရတယ်ဒီလိုပုံစံလေးတွေရပြီဆိုရင်ဝင်တို့ရဲ့ခြေမျက်စိလေးမှာလည်းထုံနေလကောင်းမယ်ဒါဆိုရင်ပြီးပါပြီ